လမ်းညွန်ချက်၃ခုကိုအချင်းချုပ်ဖော်ပြထားတယ်ချင်း ဟုတ်ကဲ့ တစ်ခါမကောင်းမှုမှန်သမျှကိုတကယ်ရှောင်ကျင်ရမယ်အဲ့ဒါကိုရင်းမြစ်မှာအကုသို့အကုသလလို့သုံးထားတယ် အကုသို့ဟုတ်ပြီ နှစ်ခါကောင်းမှုမှန်သမျှကိုစ조사ပြီးလှုပ်ဆောင်ရမယ်အဲ့ဒါကိုတော့ကုသို့ကုသလလို့သုံးထားတယ်ချင်း ကုသို့ သုံးကတော့ကိုယ်စိတ်ကိုအမြဲမပြတ်တမ်းရှင်းပြီးငြိမ်းချမ်းနေအောင်စ조사ကျင့်ကြံရမယ်တဲ့ ဟုတ်ပါပဲဒီ၃ချက်ကဗောထားဆုံးမရဲ့အနစ်ချုပ်လို့တောင်ပြောလို့ရပါတယ်ဗျာ ဩဟုတ်ကဲ့ ဟိုရအောင်ကြိုးစားဖို့ဆိုရတဲ့ဟာငင်းချမ်းရေးကိုကိုယ်တိုင်ကိုယ်ချတိဆောက်ရမှာအခြေခံအကြဆုံးနဲ့အထီရောက်ဆုံးကျင့်စဉ်တွေပဲဖြစ်ပါတယ် ဟုတ်ကဲ့ ရင်းမြစ်မှာဒီအကုသို့ရဲ့အယံခံတရားတွေဖြစ်တဲ့လောဘ greed ဒေါသ hatred မောဟ delusion စတာတွေကိုပယ်ရှားဖို့လိုအကြောင်းလဲထပ်လောင်းဖော်ပြထားတာတွေ့ရပါတယ်ဗျာ လောဘဒေါသမောဟဒါတွေကိုပယ်ရမယ်ပေါ့ပြီးတော့လေအဲ့ဒီမကောင်းမှုအကုသိုလ်ကိုလည်းဘလို့ပုံစံနေနဲ့ဖြစ်ပေါ်တယ်လေဆိုတာကို၃မျိုးခွဲပြထားသေးတယ်နော် ဟုတ်ကဲ့ပါလေလေဗျာဟုတ်ပြီ ဒီ၃မျိုးလုံးကိုထိန်းချုပ်နိုင်ဖို့လိုတယ်လို့ဆိုလိုတာပေါ့နော် မှန်ပါတယ်ဒီရင်းမြစ်ကဒီ၃မျိုးကိုဘယ်လို့ထိန်းချုပ်မလဲဆိုတာကိုလည်းလက်ညွန်ပြထားတယ်ဗျာ ဟုတ်ကဲ့ဘယ်လိုလဲရှင် ကိုယ်နဲ့ပြုလုပ်တဲ့မကောင်းမှုကာယကံနဲ့နှုတ်နဲ့ပြောဆိုတဲ့မကောင်းမှုဝစီကံတွေကိုထိန်းချုပ်ဖို့တဲ့တီလာလုတ်ခေါ်တဲ့ကိုကျင့်တရားစောင့်တည်မှုကိုအဓိကထားခြင်းထောင်မှုလက်ညွန်ထားတယ် တီလစီလာဖို့လော ဟုတ်ကဲ့ဥပမာသူတစ်ပါးထမတတ်ခြင်းသူတစ်ပါးပစ္စည်းမခိုးယူခြင်းလိန်ညာမပြောဆိုခြင်းစတဲ့အခြေခံကိုကျင့်တရားတိခတ်ဖို့တွေကိုစောင့်သိခြင်းအပြင်ဒီကာယကံဝစီကံမကောင်းမှုတွေကိုတိတိတတာရှောင်ခြင်းနိုင်မှာဖြစ်ပါတယ် လာနဲ့ဆောင်စီးလိုက်ပြီးစိတ်နဲ့ကြံစီတဲ့မကောင်းမှုမနော့ကန်တွေကိုရောဘယ်လိုထိန်းချုပ်ကျင့်ကြံရမလဲရှင်ဒါကပိုခက်ခဲပဲထင်တယ်စိတ်ဆိုတာထိန်းရအိမ်မတန်ခက်တယ်မဟုတ်လား ဟုတ်ပါတယ်အဲ့ဒါအတွက်ယင်းမြစ်ကတမာတိလို့ခေါ်တဲ့စိတ်တည်ငြိမ်မှုစိတ်ကိုတစ်ခုတည်းမှာစူးဆိုင်နေအောင်လေ့ကျင့်တဲ့ကျင့်စဉ်ကိုစနစ်အကျပွားများကျင့်ကြံဖို့လက်ညွှန်ထားပါတယ်ဗျာ တမာဒီစာမာဒီ ဟုတ်ကဲ့စိတ်ဟာအမြဲတမ်းအတွေ့အပေါင်းစုံနဲ့ပြန့်လွင်နေတတ်တယ်မကောင်းတဲ့အတွေ့တဲ့အစီအစဉ်တွေကြန့်စည်နေတတ်တယ်တမာတိကျင့်စဉ်ဥပမာအာနာပါနလိုမျိုးဝင်လေထွက်လေကိုအာယုံစိုက်တဲ့ကျင့်စဉ်တွေအပြင်အဲ့ဒီလိုပြန့်လွင်နေတဲ့စိတ်ကိုစူးစီးနိုင်တယ်တည်ငြိမ်အောင်ထိန်းချောင်းနိုင်တယ် ဟုတ်ကဲ့ ဒါကမနောကံမကောင်းမှုတွေစိတ်အညစ်အကြေးတွေကိုရော့ပါစေတယ်ဒါပေမဲ့ဒီရင်းမြစ်ကဒီလောက်နဲ့ရပ်မနေဘူးဗျာ အော် စိတ်ကိုအပြေဝတန့်စင်စေပြီးတကက်တည်မြဲတဲ့အတွင်းငြိမ်းချမ်းမှု inner peace ကိုရရှိဖို့နောက်ဆုံးမှာယာကိုအမှန်အတိုင်းတည်မြင်နိုင်တဲ့လွတ်မြောက်ခြင်းပညာ wisdom of liberation ကိုနှိုးကြားစေဖို့အထက်ဒီတမာရီကျင့်စဉ်ကိုအဆင့်အမြင့်ဆုံးထိကျင့်ကြံဖို့လိုအပ်ကြောင်းအလေးနဲ့ဆိုထားတယ် အဆင့်အမြင့်ဆုံးထိကျင့်မှာပါ ဟုတ်ပါတယ်ဒီပညာကိုရရှိခြင်းဒီအမှန်တကယ်မရှိမဖြစ်လိုအပ်ပါသည်လို့သုံးနှုံထားတာကဒီအချက်ရဲ့အရေးပါမှုကိုပြနေပါတယ်ဗျာ ဆိုလိုတာကတီလာဆိုတာအပြင်းပန်းအပြူအမွန်အပြောအဆိုတွေကိုစင်ကြယ်အောင်ဆောင်စီတာ ဟုတ်ကဲ့ တမာရီဆိုတာအတွင်းစိတ်ကိုတည်ငြိမ်တန့်ရှင်းအောင်လေ့ကျင့်တာဒီနှစ်ခုတီလာနဲ့တမာရီဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်အထောက်အကူပြုပြီးအမြင့်ဆုံးအဆင့်ထိရောက်အောင်ကြိုးစားမှာတာအတန့်စင်ဆုံးကောင်းမှုကုသိုလ်တွေဖြစ်လာမယ်တကယ်ငြိမ်ချမ်းရေးကိုရနိုင်မယ်လို့ဆိုလိုတာလားရှင် ဟုတ်ပါတယ်အဲ့ဒီလိုနားလည်နိုင်ပါတယ်ဗျာတီလာကောင်းမှတမာရီဖြစ်ထွန်းလွယ်တယ်တမာရီအားကောင်းမှပညာဆိုတဲ့အမှန်တရားကိုထိုးရင်းသိဉာဏ်နိုင်စွာယဉ်ကျက်လာမယ် တီလာတမာရီပညာ ဟုတ်ကဲ့ဒီသုံးပါးညီညွတ်အားကောင်းလာတဲ့အခါကုလိုတရားတွေကလည်းတာမန်ကောင်းမှုထပ်ပို့ပြီးတန့်စင်အားကောင်းလာပြီးအကုလိုတရားတွေကိုအပီးတိုင်ဖယ်ရှားနိုင်စွမ်းရှိလာပါတယ် อืม ဒီကျင့်စဉ်ဒီအလုံးရဲ့အန်ဒီမရီမန်းချက်ကတော့ရင်းမိမှာဖော်ပြထားသလိုပါပဲတအုပ်ချင်းစီရဲ့အတွင်းစိတ်မှာအမှန်တကယ်ငြိမ်းချမ်းမှုကိုတည်ဆောက်နိုင်မှာသာ ဟုတ်ကဲ့ ကမ္ဘာလောကတစ်ခုလုံးငြိမ်းချမ်းသာယာဝတ်ပျော်တိုးတက်လာဖို့ဆိုတဲ့မျှော်မှန်းချက်ကိုအကောင်းထဲဖော်နိုင်မှာဖြစ်တယ်ပေါ့ ဟုတ်ကဲ့ ဤကဲ့သို့လျှို့ဝဲသောနီလမျိုးကိုဖော်ထုတ်ကျင့်ကြံမှာလူသားအလုံးအတွင်းစိတ်ငြိမ်းချမ်းမှုရရှိပြီးကမ္ဘာလောကတစ်ခုလုံးငြိမ်းချမ်းသာယာဝတ်ပျော်တိုးတက်လာမည်ဆိုတဲ့စကားရက်ကဒီချက်ကိုတိတိကျကျဖော်ပြနေပါလေဗျာ อืม ကဲဒီနီလာမှာထပ်ပြီးသတိပြုစရာကဒီဟောပြောရေးသားသူကိုယ်တိုင်ကဒီကျင့်စဉ်တွေကိုဆယ်စုနှစ်ပေါင်းများစွာကျင့်ကြံခဲ့ပြီးယနေ့တိုင်ကျင့်သုံးနေစေဖြစ်ကြောင်းဝန်ခံပြောကြားထားတာပါပဲ ဟုတ်ပါတယ်ဒါတကယ်ရေးကြီးတဲ့ချက်ပဲကိုယ်တိုင်ကျင့်ကြံမှုဝင်ထွက်ပေါ်လာတဲ့မျှဝေမှုဖြစ်နေတာ哦 ဟုတ်ကဲ့ဒါဟာစာတွေ့တက်မဟုတ်ပဲကိုယ်တွေ့လက်တွေ့အကျိုးခံစားရမှုကိုအခြေခံပြီးမျှဝေတာဖြစ်ကြောင်းပို့ပြီးယုံကြည်မှုရှိစေပါတယ်ဗျာ ကဲဒါဆိုရင်ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုခြုံဝုံပြီးပြန်ကောက်ကြည့်အောင်နော်
အဓိကအပိုင်း၃ပိုင်းပါဝင်တယ် ဟုတ်ကဲ့ ပထမကငြိမ်းချမ်းစွာချစ်ခင်ခြင်းဒါကမေတ္တာတရားကိုအခြေခံပြီးလူသားအားလုံးတ attva အားလုံးကိုကျင့်နာဖို့ကိုချင်းစာတရားနဲ့စစ်ဆန်ခေါ်လန့်ညွန်တယ် ဟုတ်ပါတယ် ဒုတိယကငြိမ်းချမ်းစွာနေထိုင်ခြင်းဒါကအပြန်လည်မိခိုးနေတဲ့လောကမှာမတူကွဲပြားမှုတွေကြားအတူတကွတဟဇာတဖြစ်အောင်နေထိုင်ဖို့တိုက်တွန်းပြီးသူတစ်ပါးကောင်းစားတာကိုဝမ်းမြောက်နိုင်တဲ့မုဒိတစိတ်ကိုမွေးမြူဖို့အကြံပြုတယ် မူရီတာ နောက်ဆုံးတတိအပိုင်းကငြိမ်းချမ်းရေးကိုလက်တွေ့ကျင့်ကြံခြင်းဒါကတော့မကောင်းမှုအကုသိုလ်ကိုရှောင်ကောင်းမှုကုသိုလ်ကိုဆောင်ကိုယ်စိတ်ကိုတန့်ရှင်းတည်ငြိမ်အောင်တီလဆိုတဲ့ကိုချင်းတရားနဲ့တမာတိဆိုတဲ့စိတ်တည်ငြိမ်မှုကျင့်စဉ်တွေနဲ့စူးစမ်းပွားများဖို့လမ်းညွှန်ထားတယ် ဟုတ်ကဲ့ဒီလာတမာရီပညာပေါ့ ဟုတ်ကဲ့ဒီလေးအကျင့်တွေအားလုံးဟာတဦးချင်းစီရဲ့ကိုယ်စိတ်နှဖျားချမ်းသာမှုလိုအင်ဆန္ဒပြေဝမှုတကယ့်ငြိမ်းချမ်းတဲ့လွတ်မြောက်မှုနဲ့ကောင်းကျိုးချမ်းသာရရှိဖို့အတွက်ဖြစ်တယ်လို့ရင်းမြစ်ပါဏီကုန်းချုပ်မှာတိုက်တွန်းထားတာတွေ့ရတယ် ဟုတ်ပါပဲ ဒီအချက်တွေအားလုံးကနောက်ဆုံးဘာကိုဆိုလိုချင်တာလဲရှင် ဆိုလိုရင်းအနှစ်ချုပ်ကတော့ဗျာစစ်မှန်ပြီးတည်တန်းတဲ့ငင်းချမ်းရေးဆိုတာအပြင်ကအခြေအနေတွေကိုပြုပြင်ပြောင်းလဲရုံတတ်နဲ့မရနိုင်ဘူး ဟုတ်ကဲ့ တဦးချင်းစီအတင်းစီတန်းတန်းမှာအခြေခံကြကြပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီးလက်တွေ့ကျင့်ကြံအားထုတ်ခြင်းကနေစတင်ရမယ်ဆိုတဲ့အချက်ပါပဲ အတွင်းစိတ်ကစရမယ်ပေါ့ ဟုတ်ပါတယ်မေတ္တာ universal love မုဒိတာ sympathetic joy စတဲ့အပြုသဘောဆောင်တဲ့စိတ်နဲ့စိတ်ထားတွေကိုမွေးမြူပြီးသီလ morality တမာတိ concentration စတဲ့လက်တွေ့ကျင့်စဉ်တွေနဲ့ကိုယ်နှုတ်စိတ်သုံးပါးစလုံးကိုစင်ကြယ်အောင်ငြိမ်းအေးအောင်ထိမ့်ထိမ့်ကျင့်ကြံမှတာတကယ်အတွင်းစိတ်ငြိမ်းချမ်းမှုကိုရရှိနိုင်မယ် အင်း တဦးချင်းစီရဲ့ဒီလိုငြိမ်းချမ်းမှုတွေစူးစီးအားကောင်းလာတဲ့အခါမှာပဲကမ္ဘာလောကကြီးတစ်ခုလုံးအတွက်ငြိမ်းချမ်းရေးဆိုတာတကယ်ဖြစ်ပေါ်လာနိုင်မယ်လို့ဒီရဲမစ်ကလမ်းညွှန်နေတာဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ အဆုံးတက်မှာတော့အားလုံးအတွက်မေတ္တာပို့ဆူတောင်းထားတာလေးတွေပေါင်းဝင်ပါတယ်တတ္တဝအားလုံးဘေးရန်ကင်းပါစေစိတ်ဆင်းရဲခြင်းကင်းပါစေကိုယ်ချမ်းသာစိတ်ချမ်းသာကြပါစေဆိုပြီးအဆုံးတက်ထားပါတယ်ဗျာ ကောင်းလိုက်တဲ့ဆူတောင်းပါပဲရှင်ဒါဆိုရင်နောက်ဆုံးအနေနဲ့ပေါ့နော်ကျမတို့နားဆင်သူတွေကိုစဉ်းစားစရာလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်ဒီရမြင့်မှာဖော်ပြခဲ့တဲ့မေတ္တာမုဒိတာဒါမှမဟုတ်သီလတမာတိနဲ့ဆက်ဆက်တဲ့ကျင့်ကြံမှုတစ်ခုခုကိုအခြေခံပြီးလေ ဟုတ်ကဲ့ ဒီနေ့ခုချက်ချင်းပဲကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာလက်တွေ့ကြဘလို့သင်ခဲ့တဲ့ခြေလမ်းလေးတစ်လမ်းကိုစတင်ပြီးလမ်းချိနိုင်မလဲရှင်ဥပမာတစ်ခုလောက်စဉ်းစားကြည့်လို့ရမလား ဒါကအရင်အရေးကြီးတဲ့မိကုံးပါပဲဗျာကြီးကြီးကျယ်ကျယ်ကြီးစဉ်းစားဖို့မလိုပါဘူး ဟုတ်ကဲ့ ဥပမာကိုနဲ့အမြင်မတူတဲ့လုတ်ဖော်ကန်ဘက်တယောက်ရဲ့ပြောစကားကိုစိတ်မရှိဘဲဖြတ်မပြောမိအောင်တတိထားလိုက်တာမျိုးအဲ့ဒါတီလာတစ်မျိုးပဲပေါ့ အော်ဟုတ်ကဲ့ ဒါမှမဟုတ်လူမှုကွန်ရက်မှာတငယ်ချင်းတယောက်အောင်မြင်မှုတစ်ခုခုတင်ထားတာတွေ့ရင်မနာလိုစိတ်ထက်မဲ့အစားဂုံယူပါတယ်လို့စိတ်ထဲကနေတကယ်လိုက်ပြီးဝါမြောက်ပေးလိုက်တာမျိုးဒါမုဒိတာပေါ့ အဲ့ဒါလေးကောင်းတယ် ဒါမှမဟုတ်ညအိယာမဝင်ခင်9မိနစ်လောက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဝင်လေထွက်လေလေးကိုအာယုံစိုက်ပြီးစိတ်ကိုတင်းငင်အောင်စူးစမ်းကြည့်တာမျိုးဒါသမာဓိအစဖြူတာပေါ့ဗျာ ဟုတ်ကဲ့တီတီလေးတွေကစလို့ရတာပဲနော် ဟုတ်ပါတယ်ဒီလိုတင်းငယ်တဲ့ခြေလန်းလေးဟာအစမှဘာမှမဟုတ်တယ်လို့ထင်ရပေမဲ့ရေရှည်မှာကိုယ့်ရဲ့အတွင်းစိတ်ငြိမ်းချမ်းမှုအထွတ်ရောကိုယ်ပတ်ဝန်းကျင်ငြိမ်းချမ်းရေးအတွက်ပါအရေးပါတဲ့အစဖြူမှုတွေထင်လာနိုင်ပါတယ် တဦးချင်းရဲ့ဒီလိုတင်းငယ်တဲ့ကျဉ်းကြံမှုလေးတွေကဒီစာပါးထဲမှာဖော်ပြထားတဲ့ပုံမချေပြန်တဲ့ကပ္ပငင်းချင်းရေးဆိုတဲ့ယူပါယုံကြီးနဲ့ဘယ်လိုဆက်ဆံနေတယ်လားဆိုတာကိုဆက်လက်ဆင်ခြင်ထုံးပတ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ ဟုတ်ကဲ့ပါရှင် ယင်းမြရဲ့နောက်ဆုံးဆုတောင်းတဲ့အတိုင်းပဲဒီအတိတရားတွေကလာဆင်သူအတွက်တရားဓမ္မဘဟုတုတာတိုးပွားပြီးလက်တွေကျင့်ကြံအောက်ထုတ်ကအဆုံးစွန်ငင်းချင်းမှုကိုမျက်မှောက်ပြုနိုင်ဖို့အထောက်ပံ့ဖြစ်ပါစေလို့စန္ဒပြုရင်းနှိကုံချုပ်လိုက်ပါတယ်ဗျာ ဟုတ်ကဲ့အချိန်ပေးပြီးဆွေးနွေးပေးအဘကျေးဇူးအများကြီးတင်ပါတယ်ရှင်